ဟိုနေ့ကတော့ SIM အကြောင်းကို online မှာပဲစုံစမ်းနေနေ open house ရှိရလို့ကြာတော့ကိုယ်တိုင်ဒီမှာဘာတွေရှိရဆိုတာလေးကို experience လုပ်ရအောင်လို့အခုဒီကိုရောက်နေပါတယ်ရှင်အားလုံးပဲမင်္ဂလာပါ open house မှာဘာတွေရှိရဆိုတာလေးကိုတစ်ထပ်နဲ့အတူလိုက်ကြည့်လိုက်ပါအောင်နော်ဒီနေ့မှာပေါ့နော် program တွေအများကြီးလည်းအစီအစဉ်တွေရှိတယ်ပြီးတော့လက်ဆောင်တွေလည်းပေးတယ်။ကျောင်းကြီးကလည်းအကြီးပဲပေါ့နော်။ဒါတွေအားလုံးကြည့်နေတစ်ထပ်တောင်ကျောင်းပြန်တက်ချင်လာတယ်။ဒီမှာရှိတဲ့အစီအစဉ်တွေကတော့ဒီလို program consultation ကိုဘာကျောင်းတက်တင်နေဘာအတန်းနေရှိတယ်။အဲ့ဒါမျိုးတွေရှင်းပြရည်လည်းရှိတယ်။ပြီးတော့ဒီလို career connect talk ဆိုပြီးတော့ကျောင်းတက်တဲ့အချိန်ကနေစပြီးတော့လှုပ်ရှားတဲ့အချိန်အထိတနေရာထဲမှာအားလုံးကိုသိနိုင်တာပေါ့နော်။ University partners တွေရဲ့ booth တွေအများကြီးလည်းတွေ့ရတယ်။အဲ့တော့ကိုတက်ချင်တဲ့ university ကိုကိုယ်ဝင်ပြီးစုံစမ်းလို့ရတာပေါ့နော်။ Australia University တွေကဆိုရင်တော့ဒီ University of Wollongong ဆိုရင် IT courses တွေရွေးချယ်ကြရအများကြီးရှိတယ်။ UK University တွေထဲမှာဆိုရင်တော့ဒီ University of London UOL ကနေပြီးတော့ဒီလို business တွေ finance တွေအဲ့လို courses တွေရွေးချယ်ကြရအများကြီးရှိပါတယ်။ courses တွေကလည်းရွေးချယ်ကြရအများကြီးရှိတယ်။ University partners တွေကလည်းအများကြီးပဲ။ကိုကဘာလို့လုပ်ချင်လဲဆိုတာလေးကိုဒီမှာလာပြီးတော့တခြားလေးရွေးချယ်ရုံပဲ။ကဲဒီနေ့အစီအစဉ်တွေကတစ်ခုဖြစ်တဲ့ဒီ campus tour ဆိုတာလေးရှိတော့ campus အကြောင်းပေါ့နော်ပို့ပြီးလဲသိအောင် campus တွေမှာဘာ facilities တွေရှိရဆိုတာလေးကိုလိုက်ပြီးတော့တစ်ထပ်တူတက်ကြည့်လိုက်ကြအောင်student activities areas တွေလည်းအများကြီးပဲဆိုတော့တကယ်ချင်းတွေနဲ့စာချက်ချက် CCA တွေလုပ်ပေါ့နော်လုပ်စရာနေရာတွေအများကြီးပဲအားလုံးလည်းတစ်ထပ်နဲ့အတူဒီ video လေးထဲမှာ campus တွေမှာဘာတွေရှိတယ်ဘာ programs တွေရှိတယ်ဘာ universities တွေရှိတယ်ဆိုတာလေးကိုသိသွားကြပြီးတော့စင်ကာပူမှာကျောင်းတက်ဖို့ decision လုပ်နေရဆိုရင်အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်ရှင် SIM ကိုကိုယ်တိုင်လာပြီးတော့စုံစမ်းနေတယ်ဆိုရင်လည်း SIM က open house ကိုလို့ March လနဲ့ September လမှာရှိတယ်ဒီနှစ်ချိန်အတွင်းမှာကိုယ်တိုင်မလာနိုင်တာပဲဖြစ်ဖြစ်လွတ်သွားလို့ပဲဖြစ်ဖြစ်ဆိုရင်မြန်မာပြည်က recruitment team ကိုကိုယ်တိုင်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်နောက်ဆုံးနေ့ကြည့်ပေးတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်